ဒီနေ့မှာတော့ online ပေါ်ကိုကျွန်တော်တို့တင်ထားတဲ့ website တွေရဲ့ HTTPS ပေါ့နော်သူရဲ့ဒီ SSL TLS condition တွေကိုစစ်ဆေးလို့ရတဲ့ဒါ terminal application တစ်ခုကိုကျွန်တော် Golang နဲ့ရေးဖြစ်ပါတယ်ဒီ application ကိုကျွန်တော်ဒါ Codex ရဲ့အကူအညီယူပြီးတော့မှရေးသားထားတာဖြစ်ပါတယ်အဲ့တော့ဒီ project ကိုကျွန်တော်ရဲ့ဒါ GitHub မှာopen source အနေနဲ့ code ပါတခါတည်းတင်ထားပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာတစ်ခုရှိတာကတော့ကျွန်တော်မှာ Windows computer မရှိတဲ့အတွက်ဒါ Windows အတွက်ပေါ့နော်ကျွန်တော်ဒီမှာထုတ်ထားတဲ့ code ကတော့အရင်ကြီးအဆင်ပြေပြေချောမွေ့မွေ့လှုပ်လို့လားမလှုပ်လားဆိုတော့မဆန်းရသေးဘူးပေါ့နော်ကျွန်တော်ဒီ Mac OS မှာတော့ဒီစာစမ်းသပ်ပြီးသွားပြီLinux မှာလည်းစမ်းသပ်ကြည့်ပြီးသွားပြီအဆင်ပြေပါတယ်တကယ်လို့ Windows မှာစမ်းတဲ့အချိန်မှာအဆင်မပြေလို့ရှိရင်ကျွန်တော်တို့ဒီ build ထားတဲ့ installer ပေါ့နော် installer အဆင်မပြေလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဒီ project file တစ်ခုလုံးကို down ပြီးတော့ကိုယ့်ရဲ့ set မှာပြန်ပြီးတော့မှကျွန်တော်တို့ binary ထုတ်လို့ရပါတယ်ထုတ်ပြီးတော့အသုံးပြုလို့ရပါတယ်ပြီးတော့ဒီ project ကိုကျွန်တော်တို့ဒါเนาะ collaborate လုပ်ပြီးတော့မှကို extension ထည့်တဲ့ features တွေဝင်ရောက်ထည့်သွင်းလို့လည်းရပါတယ်ထည့်သွင်းဖို့လည်းဖိတ်ခေါ်ပါတယ်အဓိကတော့ Windows ပိုင်းမှာပေါ့ဗျာကျွန်တော်ဒီ Windows computer နဲ့ဒီစာမစမ်းသပ်ရတဲ့အတွက်အဲ့ပိုင်းမှာWindows ရဲ့ OS nature ရ error တချို့ရှိနိုင်ပါတယ် Mac OS နဲ့ကျွန်တော်တို့ဒီ Linux ဆိုတာကတော့သူတို့ရဲ့ baseline အတူတူပဲဆိုတော့ကျွန်တော်ဒီစာစမ်းသပ်ပေးတာဖြစ်ပါတယ်အလုပ်လည်းကောင်းကောင်းလုပ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ရဲ့ URL ကတော့ကျွန်တော်ဒီ video ရဲ့ post အောက်မှာကျွန်တော်ဒီ project ရဲ့ repository URL ကိုကျွန်တော်တခါတည်းထည့်ပေးလိုက်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီ command line installer ပေါ့ဗျာကျွန်တော်တို့ဒီ command ကိုကူးမယ်ကူးပြီးတော့ကျွန်တော်တို့ရဲ့ browser ကိုသွားမယ် sorry ကျွန်တော်တို့ရဲ့ terminal ကိုသွားမယ် terminal ကိုသွားပြီးတော့မှကျွန်တော်တို့ဒါ page ချမယ် enter ခောက်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ tools ကဒီ set ကMac OS လား Windows လား Linux လားတခါတည်းပဲသူကOS ကိုစစ်ဆေးမယ်စစ်ဆေးပြီးတော့သက်ဆိုင်ရာ installer file ကိုတခါတည်းinstall ပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဆက်မှာတော့ဒါ install visa ဖြစ်တဲ့အတွက်ဒီ command နဲ့ install မလုပ်တော့ပါဘူးအဲ့တော့ဒီမှာနှစ်ပိုင်းရှိပါတယ်ကျွန်တော်တို့ source code ကိုဒီစာလေ့လာပြီးတော့မှเนาะကိုပိုင် version ထပ်ပြီးတော့ extension ရေးနေတဲ့လူတွေအတွက်ကဒီ git repo တစ်ခုလုံးကိုdownload လုပ်တယ် down ပြီးတော့မှကျွန်တော်တို့ code file တွေဖတ်ကြည့်ပြီးတော့မှကိုရေးခြင်းနဲ့ code အသစ်တွေထပ်ပြီးတော့ရေးရမှာဖြစ်ပါတယ် hello မဟုတ်ဘဲနဲ့ဒီ tools ကိုအသုံးပြုရုံပဲဆိုရင်တော့ကျွန်တော်တို့ဒီ documentation ရဲ့ထိပ်ဆုံးမှာပါတယ်เนาะ Mac OS နဲ့ Linux အတွက်ဆိုရင်ဒီ command မှာဒါကို copy ကူးပြီးသွားရင်ကိုယ့်ရဲ့ terminal ထဲမှာသွားချပြီးတော့ paste ချလိုက်ပေါ့ဗျာဒါပါပဲ enter ခောက်လိုက်ရင်ရပါပြီဒါကတော့ Windows အတွက်ဖြစ်ပါတယ် so that's it အဲ့တော့ဒီ project ကြောင့်ရှင်းပြပေးသွားပြီဆိုတော့သူကဘာအလုပ်လုပ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့တကယ်သွားပြီးတော့လေ့လာကြည့်ရအောင်ပါ okay အဲ့တော့ကျွန်တော်ဒီမှာ terminal တစ်ခုဖွင့်ထားတယ်နည်းနည်းကြီးလိုက်မယ်မြင်ရမယ်နဲ့တူပါတယ်ကျွန်တော်တို့ install လုပ်ပြီးတော့လို့ရှိရင်เนาะအခြား command တွေလိုပဲကျွန်တော်တို့ dy doc ssl doc ဆိုတဲ့ command ကိုရိုက်လိုက်လို့ရှိရင်ရပါပြီအဲ့တော့SSL DOC ဆိုတာက SSL Doctor ပေါ့ဗျာအဲ့ဒီအတိတ်ပဲကျွန်တော်တို့ဒီ website မှာ SSL နဲ့ပတ်သက်ပြီးတော့ဗာပြဿနာတွေရှိလဲကျွန်တော်တို့ဒါအချိန်မီဖြည့်ရှင်းမယ်ဆိုတဲ့အတိတ်ပဲပေါ့ဒီဟာကိုတော့ကျွန်တော်တို့နောက်ပိုင်းမှာ application တစ်ခုအနေနဲ့ထည့်မယ်เนาะပြီးသွားရင်ကိုယ့်ရဲ့ website တွေကို list နဲ့ထည့်ထားလို့ရမယ်တရက်တစ်ခါဖြစ်စေ maybe တရက်6နာရီတစ်ခါဖြစ်စေကျွန်တော်တို့ရဲ့ site တွေကိုဒါ SSL နဲ့ပတ်သက်တဲ့ဟာတွေစစ်မယ်ဒီဟာကိုထပ်ပြီးတော့ extension နေလဲဆိုရင်ကျွန်တော်တို့ရဲ့ website ကเนาะဒါ down နေလားသူ့ရဲ့ကျမ်းမာရေး website ရဲ့ help ပေါ့เนาะကောင်းမွန်နေလားဒီဟာတွေကိုစစ်ဆေးပြီးတော့เนาะကျွန်တော်တို့ရဲ့ application မှာ notification ပြပေးတာဒါမှမဟုတ်လို့ရှင်လဲ Telegram တို့ Slack တို့ကနေပြီးတော့အကြောင်းကြားပေးတာစသဖြင့်ဒီလို extension တွေကိုဆက်ပြီးတော့မှပြုလုပ်သွားလို့ရမှာဖြစ်ပါတယ်ဒါကတော့လောလောဆယ် MVP version ပေါ့ဗျာ minimal private product ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ command လေးကို share လိုက်ပါမယ် okay ဘာပြောလဲဆိုတော့ကျွန်တော်တို့ဒီ command ကargument အနေနဲ့ကျွန်တော်တို့ဒါ website ရဲ့လိပ်စာထည့်ပေးဖို့လိုအပ်ပါတယ်လို့သူပြောနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် website ထည့်လိုက်ပါမယ် okay သူစစ်ဆေးနေတာကျွန်တော်တို့5စက္ကန့်ဝန်းကျင်တော့ကြာတတ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့အဖြေရပြီပေါ့ဗျာကျွန်တော်တို့ရဲ့ website ကိုစစ်လိုက်တဲ့အခါမှာသူဘာတွေဖြစ်သွားတယ်ဆိုတဲ့ဟာကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့မှာ exit code က3ခုရှိတယ်0ရဲ့0ကအကောင်းဆုံးဖြစ်တယ်1ဆိုလို့ရှိရင်လည်းအလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်အဆင်ပြေပါစေတယ်2ဆိုလို့ရှိရင်တော့ error တစ်ခုခုဖြစ်နေရဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပေါ့နော် yes အဲ့တော့ဟုတ်ပြီ
check another domain ပေါ့နော်ကျွန်တော်တို့ဒါတစ်ခု check ပြီးသွားပြီဆိုတော့နောက်ထပ် domain တစ်ခုကို check မှာလား no ကတော့ကျွန်တော်တို့ဒါ default အနေနဲ့ထည့်ထားတယ်ခုချိန်မှာ enter ခောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒါ no ဆိုပြီးတော့ exit ဖြစ်သွားမယ်ပေါ့ဗျာဒါပါပဲterminal 2စခုဖြစ်တဲ့အတွက်အရန် fancy bling features တွေမပါဘူးပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဒီမှာလဲdomain တစ်ခုနဲ့ထပ်ပြီးတော့စမ်းကြည့်ကြတာပေါ့ဗျာ www.dyneaung.com Okay ဒီလိုလဲကျွန်တော်တို့ကတခါတည်းwebsite ရဲ့လိပ်စာကိုထည့်ပေးလိုက်လို့ရပါတယ်ထည့်ပေးလိုက်လို့ရှိရင်ဒါနောက်ထပ် move တစ်ခုနဲ့သူပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့website ကိုသူ TLS စစ်တယ်အဆင်ပြေတယ် certificate trusted ပေါ့နော်ဒါအဆင်ပြေတယ်အဲ့ဒါဖြင့်လူသားတွေကိုပြောပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ certificate ဟာဆိုလို့ရှိရင်เนาะဒါဒီချိန်ထိသူကဘယ်လိုဖြစ်ဘေးလေးဖြစ်မယ်ဆိုတဲ့ဟာကိုပြောတယ်ကျွန်တော်တို့ဘယ်နည်းကြံစည်လဲဆိုတဲ့ဟာကိုသူပြောထားတယ်စသဖြင့်information အစုံပေါ့ဗျာဒီမှာသွားပြီးတော့စစ်ဆေးလို့ရပါတယ်ဒီကတော့ကျွန်တော်တို့နောက်က exit code ကိုသွားကြည့်လိုက်ရင်ရပါပြီ exit code 1ဖြစ်တဲ့အတွက်ဒါအားလုံးအဆင်ပြေတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့စုကုတ်ဖက်ကိုနည်းနည်းလှည့်လိုက်အောင်ပေါ့နော်ကျွန်တော်ဒီအသုံးပြုနည်းတွေအားလုံးကလည်းကျွန်တော်တို့ဒီမှာreadme ထဲမှာကျွန်တော်တို့ data ရေးထားပေးပါတယ်အသုံးပြုမဲ့သူတွေအတွက်ကောပြီးသွားရင်ဒီ code ကိုကျွန်တော်တို့ကိုယ့်ရဲ့ set မှာ download ဆွဲပြီးတော့မှရင်เนาะဒါ extend လုပ်မဲ့သူတွေအတွက်ရောရေးထားပါတယ်အဲ့တော့ကျွန်တော် license file လည်းတည်ချထည့်ထားပါတယ်ဒီ product ကကျွန်တော်လည်းရောင်းစားဖို့စီစဉ်မရှိဘူးဘယ်သူမှလည်းရောင်းစားလို့မရဘူးပေါ့နော်အဲ့တော့ဒီ code ကိုထပ်ပြီးတော့မှရင် extend လုပ်ပြီးရေးတဲ့သူတွေကလည်းကျွန်တော်တို့ဒါ free ပေးဖို့ကိုကျွန်တော် encourage လုပ်ထားတဲ့သဘောဖြစ်ပါတယ်ခင်ဗျာOkay အဲ့တော့ကျွန်တော်တို့ code file ရှိတယ် code ကတော့maybe ဒီမှာအသုံးပြုတဲ့သူတွေအရင် annoying ဖြစ်မှာဆိုတဲ့အတွက်ကျွန်တော်အများကြီးမရှင်းပြတော့ဘူး font size ကလည်းနည်းနည်းသေးနေနေတူတယ် sorry ပါကျွန်တော်ခဏအမြန်လေးပဲရှင်းလိုက်ပါမယ်ဒီ project ကကျွန်တော်တို့ဒါ Golang ပေါ့နော် Go programming language ကိုအသုံးပြုထားတာဖြစ်ပါတယ်ကျွန်တော်တို့မှာ main.go ရှိတယ်ပြီးတော့ရင်ကျွန်တော်တို့ရဲ့ဒီ internet function file တွေရှိတယ်အဲ့တော့တော့ဒီCLI ဝင်လာတဲ့ကျွန်တော်တို့ဒီ main.go ကနေပြီးတော့မှ handle လုပ်တယ်ပြီးကျွန်တော်တို့ဒီမှာ package အနေနဲ့ Cobra ပေါ့နော် Cobra CLI ကိုသုံးထားတယ်သုံးထားပြီးတော့မှရင်သူရဲ့သက်ဆိုင်ရာအထက်ထက်က function file တွေကိုကျွန်တော်တို့ကနော်တစ်ခုချင်းကိုခေါ်သုံးသွားတာဖြစ်ပါတယ်ဒီမှာအရန်ခက်ခဲတဲ့နော်ရှုပ်ထွေးတဲ့ logic တွေဘာမှမပါဘူးသက်ဆိုင်ရာ function file တွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒါ type file တွေရှိတယ်စသဖြင့်ပါကျွန်တော်တို့တိတ်ပြီးတော့မှရင်ရှုပ်ထွေးတွေဘာမှမပါဘူးဖြစ်ပါတယ်အဲ့တော့ပုံမှန်ဒါ Go programming language ကိုလေ့လာပေးကြလို့တယောက်ဆိုလို့ရှိရင်လွယ်လွယ်ကူကူနဲ့နားလည်နိုင်တဲ့အနေအထားမှာရှိပါတယ် Okay အဲ့တော့ဒီ tools လေးကတော့ဒါကျွန်တော်မိတ်ဆွေတယောက်ရဲ့ website တွေသူစစ်ဆေးဖို့အတွက်အလိုအပ်တာလေးကိုကျွန်တော်ရေးရင်းနဲ့เนาะဒါ data လေးရေးပြီးတော့မှရင် open source အနေနဲ့ကျွန်တော်ရဲ့ GitHub မှာတင်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အားလုံးပဲစမ်းကြည့်ဖို့အတွက်ဒါအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ကျေးဇူးပါ